အပုံနဲ့လာသည့်အရန်ကိုဘာသာနေတော့အခါတစုံတစ်ယောက်ကကိုမသိလဲဘာမှမဖြစ်တဲ့မကောင်းတဲ့ရင်တဲလာတော့မှစိတ်ညစ်ရတာမျိုးကြုံဘူးလားအခါတလေအသိစိတ်ဆင်းရဲနေတာသူများတဲလာတဲ့အပုံနဲ့နေကြောင်ဖြစ်နေတတ်ပါတယ်တခါတလေကြပြန်တော့အတင်ကိုယ်တိုင်အပုံနဲ့ထွက်နေတဲ့အမိုက်ပုံးနာတဝဲလဲလဲသွားလုံနေတာကြောင့်ပြုတ်ရွှင်မှုနဲ့ဝေးကွာနေရတာဖြစ်ပါတယ်မိုက်တွေတဲလာတဲ့သူတွေကိုရှောင်ရှားဖို့လိုသလိုအမိုက်ပုံးနာတဝဲလဲလဲသွားမလုံမိဖို့လည်းလိုပါတယ်ဒါနဲ့ပတ်သက်ပြီးဂရိတွေးခေါ်ပညာရှင်စုကရေးတီသုံးတဲ့နီလန်းလေးပြောပြချင်ပါတယ်။ဒီနေ့မှာစုကရေးတီကိုသူ့ရဲ့အတိအကျွမ်းတူရောက်လာကစုကရေးတီရေခမရဲ့တငယ်ချင်းတယောက်အကြောင်းကျွန်တော်ကြားလာတာရှိတယ်ဗျ။ဆိုပြီးစကားချီလာပါတယ်။အဲ့ဒီအချိန်မှာစုကရေးတီကခဏနေပါခင်ဗျာကျွန်တော်ကိုမပြောခင်စကား30နဲ့စစ်ချင်သေးပါတယ်ဗျ။လို့ဆိုလိုက်ပါတယ်ထိုသူကစကား30ဆိုတာဘာတော့ပြဆိုပြီးမေးလာပါတယ်ဒီအခါမှာစုကရေးတီးကခမကကျွန်တော်တငယ်ချင်းအကြောင်းကြားလာခဲ့ပြီးအဲ့ဒီအကြောင်းကိုကျွန်တော်ကိုပြောပြခြင်းနဲ့လေဒါပေမဲ့ခမမပြောခင်ခမပြောမဲ့အကြောင်းကိုစကားလေးနဲ့စစ်ချင်သေးတယ်ဗျစကားက30ရှိတာမို့စကား30လို့ခေါ်တာပါပထမဆုံးစကားကအမှန်တရားစကားပဲဖြစ်ပါတယ်အရင်ဆုံးခင်ဗျာကြားလာတဲ့သတင်းကအမှန်ဖြစ်ကြောင်းသိကြလို့မေးတဲ့အခါမှာတော့ထိုသူကအဲ့ဒါတော့မပြောတတ်ဘူးဗျာကျွန်တော်ကသူများပြောနေတာကြားခဲ့တာပြီးတော့လို့ပြောတော့မှစုကရေးပြီးကရပြီအဲ့ဒီသတင်းမှန်လားမမှန်လားခင်ဗျာမသိကြဘူးလေအခုဒုတိယစကားဖြစ်တဲ့ကောင်းတဲ့စကားနဲ့စစ်ကြည့်ရအောင်ခင်ဗျာအခုပြောမဲ့သတင်းကကျွန်တော်တငယ်ချင်းကောင်းကြောင်ဟုတ်ရဲ့လားလို့မေးတဲ့အခါမှာတော့ထိုသူကအဲ့ဒီလိုလည်းမဟုတ်ဘူးဗျာလို့ဆိုလာပါတယ်ဒါဆိုခမကကျွန်တော်တငယ်ချင်းရဲ့မကောင်းတဲ့ကိုပြောချင်တယ်ပြီးတော့ခမကမတိကြဘူးပေါ့ဒါပေမဲ့ရပါတယ်တတိယစကားကိုခမကြော်ဖြတ်ကောင်းကြော်ဖြတ်နိုင်ပါသေးတယ်တတိယစကားရဲ့နာမည်ကအကျိုးရှိမှုစကားပဲဖြစ်ပါတယ်ခမကျွန်တော်ကိုပြောမဲ့တဲ့ကအကျိုးရှိမဲ့အရာလားဗျာလို့မေးလိုက်တဲ့အခါမှာထိုသူကအကျိုးတော့မရှိတော့ဘူးလို့ဆိုလာပါတယ်ထိုအချိန်မှာစုကရေးတီကကောင်းပြီခမရတဲ့ကမှန်လည်းမမှန်ဘူးကောင်းလည်းမကောင်းဘူးအကျိုးလည်းမရှိဘူးဆိုရင်ခမရကျွန်တော်ကိုဘာလို့လာပြောနေလဲဆိုပြီးတော့ပြောထုတ်လိုက်ပါတော့တယ်